ဟိုရှိရှိတုန်းကကုသဝရီပြည်ကြီးမှာကုသလို့အမိရတဲ့မင်းသားတစ်ပါးရှိခဲ့ပါတယ်သူဟာခွန်အားကြီးမားပြီးပညာဉာဏ်အလွန်ထက်မြက်သူဖြစ်ပေမဲ့ကံဆိုးစွာပဲသူ့ရဲ့ရုပ်ရည်ကတော့ကြမ်းတမ်းပြီးအလွန်ပဲရုပ်ဆိုးလာပါတယ်တနေ့မှာတော့မင်းသားဟာမိမိနဲ့တခါမှမတွေ့ဘူးသေးတဲ့အလွန်လှပတဲ့ပဝရီမင်းသမီးလေးရဲ့ရွှေရုပ်တုကိုမြင်ပြီးအပြင်းထန်ချစ်မိသွားပါတော့တယ်ဒါပေမဲ့ပဝရီမင်းသမီးကတော့မင်းသားကုသရဲ့ရုပ်ရည်ကိုမြင်လိုက်ရတဲ့အခါမှာအလွန်ပဲဆက်ဆုပ်ရွံရှာပြီးမိမိရဲ့တိုင်းပြည်ကိုပြန်ပြေးသွားခဲ့ပါတယ်ဒါပေမဲ့မင်းသားကုသကတော့အရှုံးမပေးခဲ့ပါဘူးသူဟာမင်းသားကုံကိုစွန့်ရုပ်ဖြတ်ပြီးမင်းသမီးလေးရဲ့နန်းတော်မှာစဖို့မှုအဖြစ်ဝင်ရောက်အမှုထမ်းခဲ့ပါတယ်မိခိုးတွေချွေးတွေကြားမှာပင်ပင်ပန်းပန်းဟင်းချက်ပေးရင်းမင်းသမီးလေးစားသမျှဟင်းလျာတိုင်းမှာသူ့ရဲ့မေတ္တာတွေကိုထည့်သွင်းပေးခဲ့ပါတယ်တနေ့မှာတော့မင်းသမီးလေးဟာမထင်မှတ်ထားတဲ့ဘေးအန္တရာယ်ကြီးတစ်ခုနဲ့ကြုံတွေ့ရပြီးအသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေကိုရောက်သွားခဲ့ပါတယ်လှပတဲ့မင်းသားတွေအားလုံးကြောက်ရွံ့ပြီးထွက်ပြေးနေကြချိန်မှာလူတိုင်းရွံရှာတဲ့စဖို့မှုကြီးမင်းကုသကတော့မိမိအသက်ကိုပတာနာမထားဘဲမင်းသမီးလေးကိုကယ်တင်ခဲ့ပါတယ်အဲ့ဒီအခါမှာတော့ပပဝရီမင်းသမီးဟာရုပ်ရည်ဆိုတာခဏတာဖြစ်ပြီးစစ်မှန်တဲ့မေတ္တာနဲ့သူရဲ့ကောင်းစိတ်ဓာတ်ဟာသာထာဝရလှပကြောင်းနားလည်သွားခဲ့ပါတယ်နောက်ဆုံးမှာတော့သူတို့နှစ်ဦးဟာရုပ်ရည်ကိုအတိကမထားတော့ဘဲတဦးကိုတဦးနားလည်မှုတွေနဲ့ပျော်ရွှင်စွာပေါင်းဖက်သွားကြပါတော့တယ်